ဒီနေ့တော့ကျွန်တော်တင်ဆက်ပေးမှာကတော့မြန်မာရုပ်ရှင်လောကမှာကြော်ညာတိုင်းလိုဇာကားတိုင်းလိုမှာသူတို့မပိုင်မပြီးခဲ့တဲ့ဝါရင်မင်းသမီးကြီးနှစ်ဦးအကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ပထမအဦးဆုံးတစ်ယောက်အနေနဲ့ကတော့ကြော်ညာတိုင်းရဲ့ဘီရင်မလို့အားလုံးသိကြတဲ့ထက်ထက်မိုးဦးပဲဖြစ်ပါတယ်သူမရဲ့ချစ်စရာကောင်းတဲ့အမှုအရာဆွဲဆောင်မှုရှိတဲ့အပြုံးတွေကအခုထိလူငယ်တွေကြားမှာပါရေပန်းစားနေတော့မှာအကယ်ဒမီနှစ်ထပ်ကွမ်မင်းသမီးကြီးဖြစ်တယ်လို့သူမရဲ့ဖက်ရှင်နဲ့ဟန်ပန်တွေကခေတ်ကိုဥဆောင်ခဲ့တာပါ2012ခုနှစ်2013ခုနှစ်လောက်ကဆိုရင်ကိုရီးယားဇလန်တွေကတနင်္လာရီကြာတယ်ဆိုရင်ထက်ထက်မိုးကြီးရဲ့ကြော်ညာကနိုင်ဝက်လောက်ကြီးခဲ့ရတယ်ဆိုတာအားလုံးသိကြပါတယ်အဲ့ဒီအချိန်တွေတုန်းကဆိုရင်ဂျုံမုံကားကအရန်ကောင်းနေပြီဆိုရင်ထက်ထက်မိုးကြီးရဲ့ကြော်ညာကလာတော့မယ်ဆိုတာအားလုံးကကြိုသိနေကြပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒါကတော့ရုပ်ရှင်မင်းသမီးကြီးထက်ထက်မိုးကြီးရဲ့တစ်ခေတ်တစ်ခါကအရန်ကိုအောင်မြင်ကြော်ကြားခဲ့တဲ့ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးရခြင်းပဲဖြစ်ပါတယ်နောက်ထပ်ဒုတိယတစ်ယောက်အနေနဲ့ကတော့အလှနဲ့ဖျားမလို့တင်သားရလောက်အောင်တည်ငြိမ်ပြီးလှပလွန်းတဲ့မင်းသမီးကြီးနန္နာလိုင်ပဲဖြစ်ပါတယ်သူမကတော့ရုပ်ရှင်တိုင်းကိုပြည်ပြင်းစွာတရုပ်ဆောင်နိုင်ပြီးအကယ်ဒမီနှစ်စုကိုလည်းပိုင်ဆိုင်ထားတဲ့သူလည်းဖြစ်ပါတယ်အထူးသဖြင့်အနေနဲ့သူမရဲ့မြန်မာဆန်ဆန်ကြော့ရှင်းတဲ့အလှကပရိသတ်တွေရဲ့မျက်လုံးထဲမှာယနေ့ချိန်ထိအမြဲတမ်းဆွဲထင်နေသေးပဲဖြစ်ပါတယ်မင်းသမီးကြီးနန္နာလိုင်ကတော့မြန်မာနိုင်ငံမှာအချမ်းသာဆုံးတထေးစည်းဝင်ဖြစ်တဲ့တထေးကြီးရဲ့ချွေးမလောင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာရုပ်ရှင်လောကထဲကိုပြန်မရောက်ရှိလာတော့တာလည်းတွေ့ရပါတယ်မိတို့ပေဖြစ်စီတစ်ခေတ်တစ်ခါကမြန်မာရုပ်ရှင်လောကကိုလွှမ်းမိုးခဲ့တဲ့မင်းသမီးကြီးတစ်ယောက်လည်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုတင်ဆက်ပေးခဲ့တာကတော့တစ်ခေတ်တစ်ခါကမြန်မာရုပ်ရှင်လောကကိုလွှမ်းမိုးခဲ့တဲ့မင်းသမီးကြီးနှစ်ဦးအကြောင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့လူကြီးမင်းတို့ကရောထက်ထက်မိုးဦးနဲ့နန္နာလိုင်ဘယ်သူကိုအကြိုက်ဆုံးလဲဆိုတာ comment မှာရေးသွားခဲ့ပါဦးကျွန်တော်ရဲ့ဒီနေ့တင်ဆက်မှုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and follow လေးလုပ်ပေးသွားပါအောင်လို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာ